မမီကားမတိုက်ခင်အချိန်လောက်ပါပေါ့နော်အဲ့အချိန်လောက်တော့မမီနဲ့အဲ့လိုမျိုးစကားများတဲ့သူအဲ့လိုဂရကုစားဖြစ်တဲ့လူပါညာရှိလာတယ် အဲ့လိုမျိုးတော့မရှိပါဘူးငါတို့ရဲ့ဤဖြူကလေအရင်ကစိတ်ကောင်းရှိရသူနဲ့မတည့်တဲ့သူကခက်ရှာရှာပဲအကုန်လုံးနဲ့လည်းဆက်ဆံရေးကောင်းပါလေငါတို့ရဲ့ဒါပေမဲ့လေဤဖြူကားစီးတဲ့မဖြစ်ခင်ရပ်ပိုင်းလောက်တော့ကတော့ဤဖြူရဲ့ညီမမာယာဖြူလာသွားသေးတယ်ဤဖြူနဲ့စကားများကြတဲ့တင်နေတောင်းလို့နေရောခရီးရကနေဒိုးချင်းမိုးချင်းနဲ့ထွက်သွားတာပဲ ဒါဆိုရင်သူတို့ဘာတွေပြောနေလဲဆိုတာအရေးချနိုင်လား သူတို့ဘာတွေပြောနေကြလဲဆိုတော့အနေနဲ့လည်းမချလိုက်ဘူးဟုတ်ဒါပေမဲ့အဲ့နောက်ပိုင်းဤဖြူလည်းခေးရအောင်မလာတော့ဘူးဒီပါ ကြာ ဟိုရပ်ပိုင်းလောက်ကလေဤဖြူရဲ့ချောင်းကိုလူတစ်ယောက်လာမေးသွားသေးတယ် လူတယောက်စဉ်းစားလိုက်ပဲ